သူမဟာဒီကဘာပေါ်မှာအစိမ်းရောင်ကိုအချစ်ဆုံးမျိုးသမီးတဦးဖြစ်ပါတယ်။အမျက်စိထဲမှာအစိမ်းရောင်ကိုမမြင်ရရင်10မိနစ်တောင်အသက်မရှင်နိုင်ဘူးလို့သူမကခဏခဏပြောလို့ရှိပါတယ်။သူမကတော့အသက်84နှစ်အရွယ်အစိမ်းရောင်အဖွားလို့လူသိများကြတဲ့ Elizabeth ပဲဖြစ်ပါတယ်။သူမရဲ့ဘဝတစ်ခုလုံးဟာအစိမ်းရောင်စိတ်တွေနဲ့ပိုက်ဖြန်ထားသလားလို့တောင်ထင်မှတ်ရပါတယ်။အစိမ်းရောင်ပေါ်ထားရှိတဲ့သူမရဲ့အချစ်ဟာယူသွမှုအဆင့်ကိုတောင်ရောက်ရှိနေပါပြီ။သူမရဲ့အိမ်ဟာတကယ်ကိုအစိမ်းရောင်နိုင်ငံတော်ကြီးအတိုင်းပါပဲ။ဝတ်ပြီးကိုထဲမှာလည်းအစိမ်းရောင်ဝတ်စားတွေကြီးပဲပြည့်နေနေတယ်လို့သူမရဲ့စပင်းနဲ့လက်သေးတွေကိုတောင်တောက်ပြောင်တဲ့အစိမ်းရောင်ကိုစိုးထားပါတယ်။မိဖို့ကြောင့်တစ်ခုလုံးကလည်းအစိမ်းရောင်ဖြစ်နေရုံသာမကပဲစားတဲ့ဟမ်ဘာဂါပေါင်မုံတောင်အစိမ်းရောင်ဖြစ်မှစားတာပါ။သူမရဲ့ဥယျာဉ်တွေကနင်းစီပန်းတွေကိုတောင်အစိမ်းရောင်မျိုးစိတ်တွေဖြစ်လာအောင်သူမကိုယ်တိုင်ပြုထောင်ထားတာပါ။အိတ်တဲ့အခါမှာလည်းအစိမ်းရောင်ကောင်းအောင်ကိုဖတ်အိပ်ပြီးအပြင်သွားတဲ့အခါမှာတော့အစိမ်းရောင်လိုအိတ်လေးကိုအမြဲလဲထားလေးရှိပါတယ်။ဘယ်နေရာကိုပဲတွားသူမဟာအမြဲတမ်းလူအများကြားထဲမှာအထင်ရှားဆုံးဖြစ်နေပြီးလူတိုင်းကသူမကိုပြန်လှည့်ကြည့်ရတဲ့အထိဆွဲဆောင်မှုရှိပါတယ်။အခုအသက်84နှစ်အရွယ်မှာတော့အစိမ်းရောင်ဟာတက်ကြွလန်းဆန်းမှုကိုကိုစားပြုတယ်။အစိမ်းရောင်တွေဝတ်ထားရင်ကိုဆယ်စုနှစ်ပေါင်းများစွာပြန်ပြီးနှုတ်ပြထားတယ်လို့ခန်းစားရတယ်လို့သူမကဆိုပါတယ်။တင်ရောအစိမ်းရောင်ကိုကြိုက်လားမှတ်ချက်မှာပြောပြပေးခဲ့ပါအောင်နော်။